ဒီနေ့ဒီဗီဒီယိုမှာကြတော့နော်လှနေသေးလားလို့မေးရင်ยังสวยอยู่ไหมยังสวยอยู่ไหมတကယ်လို့ကိုကလှနေသေးတယ်နော်လှနေသေးတယ်ဆိုရင်ยังสวยอยู่ยังสวยอยู่ပေါ့နော်နောက်တစ်ခုကြတော့ကောင်းနေသေးလားကောင်းနေသေးလားยังดีอยู่ไหมยังดีอยู่ไหมတကယ်လို့ကိုကကောင်းနေသေးတယ်လို့ပြောချင်တော့ยังดีอยู่ยังดีอยู่ยังดีอยู่ခါပေါ့နော်တကယ်လို့သုံးလို့ရနေသေးလားနော်သုံးလို့ရသေးလားပေါ့နော်သုံးလို့ရသေးလားလို့ပြောချင်တော့ยังใช้ได้อยู่ไหมยังใช้ได้อยู่ไหมတကယ်လို့ကိုကသုံးလို့ရနေသေးတယ်လို့ပြောချင်တော့ยังใช้ได้อยู่ยังใช้ได้อยู่တကယ်လို့မရတော့ဘူးဆိုရင်ใช้ไม่ได้แล้วเนาะလိုချင်နေသေးလားနော်လိုချင်နေသေးလားလို့မေးချင်ยังอยากได้อยู่ไหมยังอยากได้อยู่ไหมလိုချင်နေသေးလားနော်လိုချင်နေသေးတယ်ဆိုလို့ရှိရင်တော့ยังอยากได้อยู่ยังอยากได้อยู่ค่ะပေါ့နော်နာနေသေးလားနာနေသေးလားလို့ပြောချင်ยังเจ็บอยู่ไหมยังเจ็บอยู่ไหมနာနေသေးတယ်လို့ပြောချင်တော့ยังเจ็บอยู่ยังเจ็บอยู่တကယ်လို့မနာတော့ဘူးမနာတော့ဘူးဆိုရင်တော့ไม่เจ็บแล้วเนาะไม่เจ็บแล้วကဲရန်ကိုအရှိမထားပြီးတော့ပြောတဲ့ပုံစံနောက်တစ်မျိုးကြာကောနော်ยังไม่ได้ทำยังไม่ได้ทำဆိုရင်မလုပ်ရသေးဘူးเนาะမလုပ်ရသေးဘူးยังไม่ได้ทำပေါ့နော်အလုပ်မရသေးဘူးအလုပ်မရသေးဘူးဆိုရင်တော့ยังไม่ได้งานเนาะยังไม่ได้งานအလုပ်မရသေးဘူးเนาะยังไม่ได้งานမသွားရသေးဘူးဆိုလို့ရှိရင်တော့ยังไม่ได้ไปยังไม่ได้ไปမသွားသေးဘူးเนาะမလာသေးဘူးမလာသေးဘူးဆိုရင်ยังไม่มายังไม่มาနောက်ကြတော့เนาะမကြည့်ရသေးဘူးเนาะမကြည့်ရသေးဘူးဆိုရင်ยังไม่ได้ดูยังไม่ได้ดูยังไม่ได้ดูမသိသေးဘူးဆိုရင်တော့ยังไม่รู้ยังไม่รู้ကဲနောက်ဆုံးတစ်ခုကမရသေးဘူးလို့ပြောချင်တော့ยังไม่ได้ค่ะได้หรือยังရပြီလားยังไม่ได้ค่ะဆိုပြီးတော့ပြောလို့ရတဲ့ค่ะ